ပကံကိုတစ်ခေါက်နှစ်ခေါက်ရောက်တယ်တရက်နှစ်ရက်လဲယုံနဲ့ပကံဖျားတွေအစုံဖူးခဲ့ပြီလို့လူတွေတော်တော်များများပြောကြတယ်ပေါ့ဒါမဲ့ပကံဖျားတွေအစုံဖူးဖို့ဆိုတာကတော့တလားလောက်လေရင်တော့မှမစုံဘူးလို့ကျုပ်တော့ပြောချင်တယ်ဗျာကြည့်လိုက်အောင်ဒီမှာဒီဖျားကြီးနော်ဒုတယ်လည်းနည်းနည်းတော့ဒုတယ်ကြီးမဟုတ်ဘူးနော်နေဝင်ချင်းစီးစားချိန်မှာဘလောက်တက်ပဲလာလဲကြည့်လိုက်အောင်ဖျားရဲ့တတိုင်းနေမှာလဲကြည့်လိုက်ပါနော်ထူးဆန်းနေတော့သူ့မှာအချွန်တက်တွေအုပ်ဝင်းတွေထွက်ထားတာတွေအုပ်ချက်တွေတစ်ချက်ချင်းစီမှာလဲကြည့်လိုက်နော်ဟိုးဘက်မှာရှိတဲ့ဖျားလေးတွေကိုလည်းကြည့်လိုက်နော်ရာခင်းပြင်ထဲမှာဒါလူသူရောက်ဖို့ခဲရင်းနဲ့တာမန်လူတွေဖျားဦးတွေမရောက်နိုင်တဲ့နေရာတွေဖြစ်တယ်ကဲကြည့်ဒီဖျားလေးဆိုရင်ဘယ်လောက်တက်ပဲလဲကြည့်လိုက်နော်တပင်လေးတွေနဲ့ထဏောင်းရိတ်ကလေးတွေနဲ့နော်ဖျားလေးကိုကြည့်လိုက်အောင်ဒါရာခင်းပြင်ထဲမှာလမ်းဖောက်မထားဘူးနော်ဖျားပွဲလို့နာမည်လို့မရှိဘူးပွဲလို့မရှိဘူးဖျားအမှတ်ပဲရှိတယ်နော်ဒါကအရှိဘက်ကဖျားအဝင်မုတ်ကြီးပြိုကျပျက်စီးနေတဲ့မုတ်ကြီးဟိုမုတ်ရဲ့ဟိုဘက်မှာဇီရီတေးသေးလေးတွေအုတ်ချက်တစ်ချက်တွေကိုကြည့်လိုက်အောင်ဘလောက်ထိအောင်ကြီးမားပြီးတော့မှဘလောက်ထိအောင်တေးသက်လှပါတယ်လေအုတ်ချက်တွေကိုဘလို့ချိုးကွေထားတယ်ဘိတုခပညာလက်ရတယ်လေဒီမှာလေ့လာနိုင်မယ်အုတ်လေကားလေးချိန်မဲ့တက်သွားလို့ရှိရင်ဒီမှာဖျားကိုရောက်ပါပြီနော်ရွှေလိတ်တူးဖျားပါတယ်ဗျာရွှေလိတ်တူးဖျားပါတယ်ဖျားမက259 182ကာကြီးဒီမှာအေးရမဖျားကြီးပါရွှေလည်းချထားတယ်နေရနေမှာလည်းဆေးပကြီးတွေအလှပါဆေးအောင်ချဲတဲ့ဆေးပကြီးတွေခုရောက်နေရတော့အရှိဘက်မျက်နှာဖြစ်ပါတယ်အရှိဘက်ကဖျားကြီးဒီဘက်မှာကျတော့တောင်ဘက်ကဖျားကကြောချင်းကဲ့ရဲ့ဖျားလေးစုတီထားတဲ့အနေထားပေါ့ဟောဒီမှာကျတော့မရကိုတော်ဗျာမူရဟန်လည်းမတူဘူးဘဝကဖျားပြင်းမှုဒါကတော့မြောက်ဘက်မျက်နှာကဖျားရှင်ကိုတော်မြတ်ဖြစ်ပါတယ်ဒီဘက်ကတော့နေရာဆေးပကြီးတွေကလည်းအင်မတန်မှလှပါပြီးတော့ဟိုးမျက်နှာကျအပေါ်ဒီမှာလည်းအင်မတန်မှလှပါတယ်ဒီဘက်ကတော့မြောက်ဘက်ကနေလာတဲ့လေကစင်းလေးဖြစ်ပါတယ်ဗျာတိတ်လှတဲ့ရှုခင်းတွေပါဒါမျိုးမြင်ရဖို့